နိုဘီတာနဲ့အမေရဲ့လျှို့ဝှက်ချက်အချိန်ဝက်စကနိုဘီတာအမေရဲ့ခေါင်းပေါ်ကိုမတော်တဆဖုံးအုပ်သွားခဲ့တယ်။သူမကအိမ်ထဲကိုရိုင်းတိုင်ဝင်သွားပြီးမြေပြင်ပေါ်ကိုလဲကျသွားခဲ့တယ်။ဒိုယေမွန်ကအဲ့ဒီအဝတ်ကိုဖယ်ဖို့ပြေးလာတဲ့အချိန်မှာတော့နိုဘီတာအမေကမူလာတန်းကျောင်းသူလေးတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ဒိုယေမွန်ကသူမကိုပုံမှန်အတိုင်းပြန်ဖြစ်အောင်လုပ်ဖို့ကြိုးစားပေမဲ့သူမကငြင်းဆန်ခဲ့ပါတယ်။နိုဘီတာအမေကသူမရဲ့အဝတ်စားတွေကိုစီးနှောင်လိုက်ပြီးချက်ချင်းဆိုသလိုတက်ကြွလန်းဆန်းတဲ့မိန်းကလေးနဲ့လေးတစ်ယောက်ဖြစ်သွားခဲ့တယ်။သူမကဒီပုံစံနဲ့နိုဘီတာရဲ့လျှို့ဝှက်ချက်တွေကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့အရင်ကနိုဘီတာအခန်းထဲမှာငွေရပြေစာကြီးကြီးတစ်ခုသူမတွေ့ခဲ့လို့ပါ။နိုဘီတာတစ်ခုခုမကောင်းတာလုပ်ထားသလားဆိုပြီးသူမတွေးတောနေခဲ့တာပါ။မမျှော်လင့်ပဲသူကဂျိုင်းယန်နဲ့ဆူမီယိုတို့နဲ့တွေ့ခဲ့ပါတယ်။သူတို့ကတက်တာတစ်လုံးကိုကင်ထားပြီးနိုဘီတာကိုပေးမယ်လို့ပြောခဲ့ကြတယ်။ဆူမီယိုကသူ့ကိုအမြန်ဖွင့်ကြည့်ဖို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအမေလည်းရောက်လာခဲ့ပါတယ်။နိုဘီတာလက်ထဲကတက်တာကိုမြင်တော့အထဲမှာလျှို့ဝှက်ချက်တစ်ခုခုရှိမယ်လို့သူမထင်လိုက်ပါတယ်။ဒါပေမဲ့သူမဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာပိုးကောင်တချို့ပဲရှိနေခဲ့တယ်။သူမကအရန်ကြောက်သွားပြီးတက်တာကိုလွှင့်ပစ်ကာထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီတက်တာကနိုဘီတာခေါင်းပေါ်ကိုကွက်တိကျပြီးဖုံးသွားခဲ့တယ်။ကြောက်လန့်နေတဲ့နှစ်ယောက်သားတယ်လီဖုန်းတိုင်ပေါ်ကိုအတူတူတက်သွားခဲ့ကြတယ်။အမေနဲ့သားလိုပါပဲအောက်ပြန်ဆင်းလာတဲ့အခါနိုဘီတာကအဲ့ဒီမိန်းကလေးရဲ့မျက်နှာကပိုပြီးရင်းနှီးတယ်လို့ခံစားလာရတယ်။ဒါပေမဲ့သူမကိုဘယ်မှာမြင်ဘူးလဲဆိုတာသူမမှတ်မိနိုင်ခဲ့ဘူး။အမေကသူမဟာနိုဘီတာရဲ့မောင်နှမဝမ်းကွဲပါလို့လိန်ပြောလိုက်ရတယ်။ပိုပြီးယုံကြည်စေဖို့အတွက်သူတို့ငငယ်လေးကလေးကတွေ့ခဲ့ကြတာလို့ပြောလိုက်ပါတယ်။သူမရဲ့နာမည်ကနိုဘီတာအတော်ရဲ့နာမည်တိုင်းတာမအေးထဲမှန်တဲ့နိုဘီတာကတေးချာချာကြည့်လိုက်ပြီးသူမကသူ့အမေနဲ့တကယ်တူတယ်လို့ထင်ခဲ့တယ်။ညလုံးလေးတွေပြူးနေတဲ့ရွှေငါးလေးတစ်ကောင်လိုပေါ့အမေကအရန်စိတ်ဆိုးသွားပြီးဒေါသထွက်လို့မိဘဖြစ်သွားခဲ့တယ်။ရုတ်တရက်နိုဘီတာကသူ့ရဲ့တက်တာကိုတတိယသွားပြီးဆူမီယိုကိုရှာဖို့အပြေးလွှားသွားခဲ့တယ်။တက်တာကအိမ်ကိုပြန်ရောက်သွားပြီဆိုတာဆူမီယိုစီကတိလိုက်ရပြီးနောက်သူကထိတ်လန့်တကြားအိမ်ကိုပြန်ပြေးခဲ့တယ်။အစကန်နောက်ကျရင်တော့သူ့အမေတွေ့သွားမှာကိုသူကြောက်နေခဲ့တာပါအိမ်ထဲရောက်ချင်းမှာပဲသူကအတီးပြုတ်ကိုဒိုယေမွန်ကိုအပြေးလွှားရှာခဲ့တယ်သူ့နောက်မှာကပ်ပါလာတဲ့အမေကဒိုယေမွန်ကိုအညံတားလိုက်ပါတယ်သူမရဲ့မိသူမိဝါဖြစ်ကြောင်းကိုဖုံးကွယ်ထားဖို့ကူညီပေးဖို့သူ့ကိုအချက်ပြလိုက်တယ်နိုဘီတာရောက်လာတဲ့အခါဒိုယေမွန်ကတစ်တာကိုသူ့ကိုပြန်ပေးရုံပဲရဲဝင်ခဲ့တယ်သူဘာမှထပ်ပြောဖို့မရဲတော့ဘူးဒါကြောင့်နိုဘီတာကသူ့အမေပြင်ထွက်နေတဲ့အခွင့်အရေးကိုတုံးပြီးတစ်တာအတွက်ပုံစံနေရာတစ်ခုအမြန်ရှာချင်နေခဲ့တာပါဘာမှမသိတဲ့သူကတာမာအေးကိုတောင်ကူညီဖို့တောင်းဆိုခဲ့ပါသေးတယ်။ဒါကအမေအတွက်အကွက်ဆိုင်သွားတာပေါ့။ဒါပေမဲ့သူ့ဘယ်နေရာမှာပဲပိုးဝက်တာမာအေးကသူ့ကိုတားခဲ့တယ်။နောက်ဆုံးမှာတော့သူမကလေကားနဲ့တက်မှရောက်နိုင်မဲ့ဗီဒီယိုပေါ်ထက်ကအကောင်းဆုံးနေရာကိုညွှန်ပြပေးခဲ့တယ်။နိုဘီတာကဝက်ပြီးနောက်တကားပိတ်လိုက်တဲ့အခါစာအိတ်တဲ့အိတ်ထွက်ကြလာပါတယ်။သူကဖွင့်ကြည့်လိုက်တော့အထဲမှာငွေသားတွေအများကြီးတွေ့လိုက်ရတယ်။ဒါကအမေကိုတေးလူမတက်ကြောက်သွားစေခဲ့တယ်။သူမအဲ့ဒီမှာဖုံးဝက်ထားတဲ့သူမရဲ့ကိုယ်ပိုင်ငွေတွေကိုမိနေခဲ့တာပါ။နိုဘီတာကဒီအိမ်ဟာမလုံခြုံတော့ဘူးလို့ထင်သွားတယ်။ဒါကြောင့်သူတက်တာကိုဆွဲပြီးအိမ်ပြင်ကိုပြေးထွက်သွားခဲ့တယ်။သူကတက်တာကိုရှီစုကအိမ်မှာသွားထားဖို့စီစဉ်လိုက်ပါတယ်။သူမရဲ့ကိုယ်ပိုင်ငွေတွေကိုဝက်ပြီးနောက်အမေကသူ့နောက်ကိုလိုက်သွားခဲ့တယ်။လမ်းမှာအမေကတက်တာထဲမှာတကယ်ပဲဘာရှိလာလဲလို့နိုဘီတာကိုခဏခဏမေးနေခဲ့တယ်။ရုတ်တရက်နိုဘီတာကတက်တာကိုအမေစီပေးလိုက်ပြီးသူကိုယ်တိုင်ပြေးထွက်သွားခဲ့တယ်။သူမကဖွင့်ကြည့်ဖို့ခွင့်ရရတော့မယ့်အချိန်မှာပဲနိုဘီတာကအဖွားအိုတယောက်ကိုစိတ်စေတနာကောင်းတဲ့ကူညီပေးနေတာကိုတွေ့လိုက်ရတယ်။စိတ်လှုပ်ရှားသွားတဲ့သူမကတက်တာကိုဖွင့်ကြည့်မဲ့စိတ်ကူးကိုလက်လျှော့လိုက်ပါတယ်။ပြီးတော့သူမကနိုဘီတာနဲ့အတူအဖွားအိုကိုအိမ်ထိလိုက်ပို့ပေးခဲ့တယ်။ကျေးဇူးတင်တဲ့အနေနဲ့အဖွားအိုကတက်အဲတီးမုံတွေထုတ်ပေးတာကိုတွေ့တော့အမေကနိုဘီတာကောင်းကိုချက်ချင်းနှိပ်ပြီးသူတစ်ပါးရဲ့စေတနာကိုလက်မခံခင်မှာကျေးဇူးတင်စကားပြောရမယ်လို့ပြောခဲ့တယ်။အဖွားအိုကိုနှုတ်ဆက်ပြီးနောက်နိုဘီတာကရှီစုကအိမ်ကိုသွားခဲ့တယ်။ဒါပေမဲ့ရှီစုကအပြင်သွားနေတာကိုတွေ့လိုက်ရတယ်။နိုဘီတာကတက်တာကိုသူ့ရဲ့လျှို့ဝှက်စခန်းမှာထားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကတောင်နောက်ဘက်ကလမ်းလေးတိုင်းပြေးသွားပြီးတစ်ပင်အောက်ကကြောက်တုံးကိုဖယ်လိုက်တဲ့အခါအထဲမှာနောက်ထပ်တက်တာသေးသေးလေးတစ်ခုဝတ်ထားတာတွေ့ရတယ်။နိုဘီတာကတမအေးကိုဖွင့်ကြည့်ဖို့အချက်ပြလိုက်ပါတယ်။သူမဖွင့်ကြည့်လိုက်တဲ့အခါအဲ့ဒီအထဲမှာယောက်ျားလေးတွေနှစ်သက်တဲ့ပစ္စည်းတွေနဲ့ပြည့်နေခဲ့တယ်။နိုဘီတာကတမအေးကိုသူ့ရဲ့မဟာမိတ်တယောက်အဖြစ်သတ်မှတ်ထားပြီးသားပါ။ဒီတက်တာကသူ့ရဲ့ကိုယ်ပိုင်လျှို့ဝှက်ချက်ဖြစ်ပေမဲ့တမအေးကိုတော့မျှဝေနိုင်တယ်လို့သူထင်ခဲ့တယ်။အမေကတေးသေးချာဖွင့်ကြည့်လိုက်တဲ့အခါလှပတဲ့ပိုးပေါ်ဝါလေးတစ်ထည်ကိုသူမမျက်စိရှိမှတွေ့လိုက်ရတယ်။လွန်ခဲ့တဲ့ရက်နေငယ်ကသူတို့အတူဈေးဝယ်ထွက်တုန်းကသူမမတော်တဆပြောခဲ့မိတဲ့လှပတဲ့ပိုးပေါ်ဝါလေးကိုနိုဘီတာကစိတ်ထဲမှာမှတ်ထားခဲ့တာဖြစ်နေပါတယ်။သူကအဲ့ဒါကိုဝယ်ဖို့အတွက်သူ့ရဲ့မုံမိုးတွေကိုတစ်လားလုံးစုဆောင်းခဲ့ပြီးအမေရဲ့ငွေလေးလက်ဆောင်အဖြစ်ပေးဖို့စီစဉ်ထားခဲ့တာပါ။အမေကအရန်ကိုစိတ်လှုပ်ရှားသွားပြီးငိုလို့မတက်ဖြစ်သွားခဲ့တယ်။တစ်ချိန်တည်းမှာပဲသူမကအရန်ကိုအပြစ်ရှိတယ်လို့ခံစားလိုက်ရတယ်။အရင်ကငွေရပြေစာကိုတွေ့လိုက်ရတယ်။တတိလက်လို့ဖြစ်နေတဲ့နိုဘီတာကတမအေးရဲ့ခံစားချက်ကိုလုံးဝဂရုမစိုက်ပဲဒီအကြောင်းကိုသူ့အမေကိုမပြောဖို့အတိတောင်းခဲ့ပြန်ပါတယ်။သူမရဲ့ဒေါသဟာလှပတဲ့ပိုးပေါ်ဝါလေးကြောင့်နောက်ဆုံးမှာတော့ပြေလျော့သွားခဲ့ရပါတယ်။အမေကသူမရဲ့လက်ကလေးကိုတုံတုံရင်ရင်နဲ့ဆန့်ထုတ်ပြီးနိုဘီတာနဲ့အတူလက်တန်းချင်းချိတ်ကလေးပေးလိုက်ပါတော့တယ်။